Triumph of Orlando ပြီးမှာတော့ Emperor က Horror ကို War Master ပွဲပေးခဲ့ပြီးဖြစ်ပါတယ်။ War Master ဖြစ်သွားတဲ့ Horror ရဲ့အခွင့်အာဏာဟာအရင်ကတည်းကပို့ပြီးတော့ Imperial အပေါ်မှာပို့ပြီးဩဇာတက်ရောက်လာတယ်လို့အကျိုးဆက်အနေနဲ့တက်ရောက်မှုတွေကလည်းအမြဲတမ်းကြီးမားပါတယ်။ War Master ဆိုတဲ့ဒီဘေက Emperor ပြီး Imperial ထဲမှာရှိတဲ့ Legion တွေ Imperial Army နဲ့ Titan Legion တွေကိုစိတ်တန်းကြအမိန်ပေးနိုင်တဲ့တခုတည်းသောယာရုလည်းဖြစ်ပါတယ်။ဒါကြောင့် Horror ဟာ Imperial ရဲ့နေမြေချဲ့တွင်မှုဂျိုးသစ်တွေကိုစီမံခန့်ခွဲမှုနဲ့လက်နက်စက်ရုံတွေထောက်ပံ့ရေးလမ်းကြောင်းတွေအားလုံးကိုသူ့ရဲ့စစ်စင်ရေးအတွက်စိတ်ကြိုက်အသုံးပြုခွင့်ရရှိခဲ့ပါတယ်။ဒါကြောင့်ဒီလိုမျိုးအရာအားလုံးကိုစီမံထိန်းချုပ်လာနိုင်တဲ့ Horror ကိုတော့ Primer ဒီအကုန်လုံးကသဘောမကျပါဘူး။အထူးသဖြင့် Lion Johnson ကဒီ War Master ပွဲကသူနဲ့ပဲထိုက်တယ်လို့ယူဆရကြောင်း Horror ရဲ့အမိန့်အောက်မှာနေရတာကိုတခါတည်းမှမကြင်မနဲ့ဖြစ်လေရှိပါတယ်။ဒီလိုမျိုးညီကိုရီကြားတဲ့ကမနာလိုမှုအားပြိုင်မှုတွေကပဲနောက်ဆုံးမှာ Horror Heresy စတင်လာဖို့အတွက်အဓိကလောင်စာစီတွေဖြစ်လာမှာဖြစ်ပါတယ်။ Emperor က Orlando တိုက်ပွဲကြီးအောင်ပြီးသွားလို့ Terra ကိုပြန်လာတဲ့အခါမှာ Horror ကို War Master ပွဲပြီးခဲ့တဲ့အပြီးနိုင်ငံရေးနဲ့ပတ်သက်တဲ့ပြောင်းလဲမှုတချို့ကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒီထဲမှာနိုင်ငံရေးအရပြောင်းလဲမှုတွေကတစ်ခုဖြစ်တာကတော့ Council of Terra လို့ခေါ်တဲ့လူသားတွေပဲပါဝင်တဲ့အဖွဲ့အစည်းကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ Council of Terra ကို Magador စစ်ကြလိုက်ကဦးစီးပြီးတော့ Master of Administrator Noble House နဲ့တချို့သောအရက်ဘက်ကခေါင်းဆောင်တွေလည်းပါဝင်ပါတယ်။ Emperor က Council of Terra ကိုဖွဲ့စည်းရတဲ့အဓိကရည်ရွယ်ချက်ကတော့ Horror ကတစ်ဖက်မှာ Imperial အတွက်စစ်ရေးနဲ့ပတ်သက်ပြီးတော့အလုံးများနေတဲ့အချိန်မှာ Council of Terra ကတစ်ဖက်တစ်လမ်းကနေပြီးတော့နိုင်ငံရေးအရ Imperial ကိုစီမံခန့်ခွဲဖို့ဆိုရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ Emperor က Council of Terra ကိုဖွဲ့စည်းလိုက်ပေမဲ့ဒီချက်တွေကိုတော့ Horror ပါဝင် Primer တော်တော်များများကသဘောမတူကြပါဘူး။အဓိကပြဿနာကတော့ဒီအခွန်ကောက်တဲ့ကိစ္စကနေစပါတယ်။ပုံမှန်အားဖြင့် Primer နဲ့သူ့ရဲ့ Legion တွေဟာစစ်စရိတ်နဲ့တခြားလိုအပ်တဲ့ငွေကြေးထောက်ပံ့မှုတွေကိုတိမ့်မလိုက်တဲ့ဂျိုဝေစီကနေရကြပါတယ်။ဒါပေမဲ့ Council of Terra ကိုဖွဲ့စည်းပြီးနောက်မှာတော့အခွန်တွေက Primer ဒီစီကိုတိုက်ရိုက်မသွားတော့ပါဘူး။ဒါကြောင့်ဒီကိစ္စက Primer ဒီအတွက်တော့ဒါသူတို့တိမ့်ပိုက်ထားတဲ့ဂျိုဝေအပေါ်မှာအာဏာမရှိသလိုမျိုးဖြစ်လာစေပါတယ်။ဒီကြောင့်ကို Emperor က Primer ဒီနဲ့ပြန်လည်ပြီးတော့ညှိနှိုင်းဖြည့်ရှင်းခြင်းလည်းမရှိခဲ့တယ်လို့ဘာကြောင့် Horror ကို War Master ပွဲပြီးပြီးတော့ Terra ကိုပြန်လာခဲ့ရဆိုတာကိုလည်း Primer ဒီကိုမရှင်းပြခဲ့ပါဘူး။ဒီလိုမျိုး Emperor နဲ့သူ့ရဲ့ Primer ဒီကြားမှာပွင့်လင်းမြင်သာမှုမရှိရတဲ့ကြောင့်တချို့သော Primer တွေက Imperial အပေါ်မှာတမျိုးမြင်လာကြတယ်မဆန်းပါဘူး။ Horror War Master ဖြစ်ပြီးနောက်ပိုင်းမှာတော့ Great Crusade ကြီးက Emperor မပါတော့ပေမဲ့ဆက်လက်ပြီးတော့အသက်ဝင်နေစေဖြစ်ပါတယ်။ Horror က War Master ပွဲကိုရထားပေမဲ့တခြားသော Primer ဒီလိုမျိုးငါကသူ့ချက်သားရဲဆိုတဲ့စိတ်လည်းမရှိတဲ့အပြင် Imperial နဲ့ပထမဦးဆုံးထိတိလာတဲ့ဂျိုရီကိုလည်းတတ်နိုင်တဲ့လောက်ငြိမ်းချမ်းရေးတွေအရာသဘောတူညီချက်နဲ့လောက်ခံဝင်လို့မှုတွေကိုဒါဆောင်ရွက်ခဲ့ပြီးစစ်ပွဲဖြစ်ပွားခြင်းကိုတတ်နိုင်တဲ့လောက်ရှောင်ရှားခဲ့ပါတယ်။ဒါကလည်းအကြောင်းပြချက်ကောင်းကောင်းရှိပါတယ်။ Horror War Master ဖြစ်လာတာကိုတချို့သော Primer တွေကသဘောမတူကြဘူးဆိုတော့ကို Horror ကသိပါတယ်။ဒါကြောင့် War Master ဖြစ်လာတဲ့အခါမှာ Imperial ကအရင်တုန်းကလို့စစ်ပွဲတွေတက်ဆိုင်ရင် Horror ရဲ့ဦးဆောင်မှုအောက်မှာငြိမ်းချမ်းရေးဘက်ကိုပို့ပြီးသွားနေတယ်လို့ပြချင်တာကြောင့်လည်းပါပါတယ်။ Horror War Master ဖြစ်လာပြီးနှစ်နိုင်ငံအကြာမှာပဲ Horror ဦးဆောင်တဲ့63ခုမြောက် Expeditionary Fleet ဟာအကာတာရဲကနေပုံမှန် line တွေမဟုတ်တဲ့အစင်းမြင့်အချက်ပြ line တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကြောင့် Horror ကအချက်ပြ line တွေရဲ့ဒီနေရာကိုလာရင်းနဲ့ Indirect လို့ခေါ်တဲ့အစင်းမြင့်လူနေမှုအဖွဲ့အစည်းစနစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ Indirect တွေက Dark Age of Technology ခေတ်စစ်ပွဲကြီးတုန်းကအသက်ရှင်ကျန်ရစ်ခဲ့တဲ့လူသားမျိုးနွယ်စုတွေဖြစ်ပြီးတော့သူတို့ကစစ်ပွဲအတွင်းမှာအပျက်စီးအနေငယ်နဲ့ပဲဒီ AI ရဲ့စိုးမိုးမှုကနေလွတ်မြောက်လာတဲ့သူတွေလည်းဖြစ်ပါတယ်။အပျက်စီးအနေငယ်ပဲရှိခဲ့တာကြောင့် Indirect တွေက Dark Age of Technology ခေတ်ကနည်းပညာဟောင်းတချို့ကိုပါဆက်ခံထားနိုင်ုံနဲ့မကပဲနဲ့ရှိပြီးသားနည်းပညာတွေကိုပါထပ်ပြီးတော့အစင်းမြင့်တင်ထားနိုင်တာကြောင့်တချို့သောနေရာတွေမှာ Imperial ထက်တောင်အများကြီးပိုပြီးတော့တာနေပါတယ်။ဒါ့အပြင် Indirect ရဲ့တန်ချက်ကာတွေနဲ့ချက်ဖို့တန်စာတွေကလည်းဒီ Space Marine တွေထက်ပိုမိုပေါ်ပါပေမဲ့energy ရှိလို့မို့အစွမ်းရည်အကာအကွယ်ပါကြောင်းခန်းစစ်စွမ်းရည်မှာအလွန်ကောင်းမှာပါတယ်။သူတို့ရဲ့အဓိကလက်နက်ကတော့ Space Marine လိုမျိုးဗိုလ်တာတွေကိုကိုင်ဆောင်တာမဟုတ်ဘဲနဲ့ရှေ့ကလေးနဲ့မြားလိုမျိုးပုံစံမျိုးကိုကိုင်ဆောင်ပါတယ်။ဒါပေမဲ့မြားတံကတမန်မြားတံလိုမျိုးမဟုတ်ဘဲနဲ့ဒီအပူချိန်အလွန်မြင့်မားတဲ့လေးစာတန်းလိုမျိုးဖြစ်ပြီးတော့ Space Marine ရဲ့တန်ချက်ကအထူကြီးတွေကိုတော့အလွယ်ကူထိုးပေါက်နိုင်စွမ်းရှိပါတယ်။ Dark Age of Technology ခေတ်မှာ Indirect တွေကစစ်ပွဲကိုနိုင်ခဲ့ပေမဲ့ AI တွေအကုန်လုံးကိုတခြားသောသူတွေလိုမျိုးအလုံးစုံဖျက်ဆီး
စီးပစ်တာဒါမှမဟုတ် Imperial လိုမျိုး AI ကိုကန့်တက်လိုက်တာမျိုးတားမြစ်လိုက်တဲ့မျိုးမလုပ်ခဲ့ပဲနဲ့ The AO technology ခေတ်ကလက်ကျန် AI တွေကိုပဲပြန်လည်မုံမှန်ပြီးတော့ baking စွာအသုံးပြုကြပါတယ် Horror နဲ့အာကာသစစ်တပ်တွေ Internet နယ်မြေတွေကိုဝင်လာတဲ့အခါမှာ Internet ရေမြန်တွေက Horror တို့ကိုစတင်မတိုက်ခိုက်ပဲနဲ့မင်းတို့ကဘယ်သူတွေလဲ Chaos ရဲ့အစီအကံတွေလားဆိုပြီးတော့မေးခဲ့ပါတယ်ဒါကလည်းအလွန်စိတ်ဝင်စားစရာကောင်းတယ်လို့ Warhammer လောမှာကွဲပြားနေတဲ့လူသားမျိုးနွယ်စုတွေရဲ့ကမှာ Chaos ရဲ့အကြောင်းကိုကြိုတင်သိရှိနေတဲ့တခုတည်းသောလူသား Empire လည်းဖြစ်ပါတယ်ဒါက Emperor ကိုယ်တိုင်ကလွဲရင်ပေါ့ Imperial Man နဲ့ Internet တို့တွေ့ဆုံတဲ့အချိန်မှာတော့ဒီ Internet ဘက်ကလူသားမျိုးနွယ်စုတွေက Space Marine ရဲ့အရင်အမောင်းနဲ့ War Master ရဲ့တာမန်လူတွေထက်ဒီထူးခဲနေတဲ့အရေးအယောင်တွေကိုမြင်တာနဲ့ Chaos ကဖန်တီးထားတဲ့သဘောအရလို့ထင်ပြီးတော့ကြောက်ရွံ့ခဲ့ကြပါတယ်ဒီနေရာမှာ Internet ရဲ့ဒီ Chaos ကိုသိတာကတော့နောက်ပိုင်း Warhammer 40K မှာ Imperial Man သိလို့ CHEOS Chaos ကိုသိတာမဟုတ်ဘူးပေါ့သူတို့ရဲ့အတန်အတွက်ကတော့ KOS Chaos ဆိုပြီးတော့အတန်အနည်းငယ်ကွဲပါတယ် Horror ကတော့ Internet ရဲ့ဒီညီပညာနဲ့လူနေမှုအဆင့်တန်းတွေကိုအားကြတာအပြင်သူ့ကို War Master ပေးရတာကငញ្ញရေးကိုဦးကြည့်ရလို့တခြားသော Primer တွေကမြင်အောင်လို့Horror ကငါတို့က Chaos မဟုတ်ပါဘူးငါတို့ကကွဲပြားနေတဲ့လူသားမျိုးနွယ်စုတွေကိုပြန်လည်စုစည်းနေရပါလို့ရှင်းပြခဲ့ပါတယ်ဒီနေရာမှာမေးချက်တစ်ခုရှိရက Warhammer Law မှာဒီ Chaos ပေါ့ဒီ Interest တွေအခေါ် KOS Chaos ဆိုတဲ့အကြောင်းကိုဘာကြောင့် Imperial ထက်စောပြီး Interest တွေကသိနေရလဲပေါ့ဒီကြောင့်ကဘာကြောင့်လဲဆိုရင်တော့လူသားတွေရဲ့ Golden Age of Technology ဒီ Mankind ရဲ့အမြင့်ဆုံးခေတ်တုန်းကတခြားသောဂျိုသားမျိုးနွယ်စုတွေနဲ့မိတ်ဖွဲ့ခဲ့ရကြောင်းလည်းပြောလို့ရပါတယ် Decade of Technology ခေတ်ဒီလူသားတွေနဲ့ AI နဲ့စစ်ပွဲကြီးဖြစ်ပေါ်တဲ့အချိန်မှာတော့လူသားတွေဘက်ကနေမဟာမိတ်ဖွဲ့ထားတဲ့ဂျိုသားတွေကလည်း AI တွေကိုအတူတကွတိုက်ခိုက်ပြီးတော့ချီမုံခဲ့ပါတယ်ဒီတရက်မှာလူသားတွေနဲ့မဟာမိတ်ဖွဲ့ထားတဲ့ဒီ Killing Block လို့ခေါ်တဲ့ဂျိုသားတွေလည်းအပါဝင်ဖြစ်ပါတယ် Killing Block တွေကလူသား Empire တွေကိုအလွယ်တကူဝင်လာတာမဟုတ်ပါဘူး Golden Age of Technology ခေတ်မှာလူသားတွေနဲ့ Killing Block တို့စစ်ပွဲတွေဖြစ်ပေါ်ခဲ့ပြီးလူသားတွေရဲ့ညီပညာကအလွန်မြင့်မားတာကြောင့်ဂျိုသားမျိုးနွယ်စုတွေကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်ဒါပေမဲ့ Imperial လိုမျိုးလူသားကလွယ်ရင်ကျန်တဲ့ဂျိုသားမျိုးနွယ်စုတွေကိုတုတ်တင်တာမျိုးမလုပ်ဘဲနဲ့လူသား Empire တွေကိုပေါင်းထည့်ခဲ့ပါတယ် Killing Block တွေကလူသားတွေမဖြစ်ပေါ်လာခင်ကတည်းကတရှိနေတဲ့မျိုးစိတ်တွေဖြစ်တာကြောင့်သူတို့ကဒီ Warp ရဲ့ Alien နဲ့ Chaos ရဲ့သဘောတဘာဝကိုကြိုတင်ပြီးတော့သိရှိနေခဲ့ပါတယ်နောက်ပိုင်း Aeon Strike ကာလာကြီးအပြီးမှာတော့ Internet Empire ကြီးတည်ထောင်လိုက်တဲ့အချိန်မှာအသက်ရှင်ကျန်ရင်ခဲ့တဲ့လူသားတွေကို Killing Block တွေကစကြောက်လာထဲမှာဒီစိတ်ပန်းဆိုင်ရာအစိတ်တော်တစ်ခုရှိနေပြီးတော့အဲ့ဒါကသက်ရှိတွေရဲ့စိတ်ကိုဖျက်ဆီးပြီးတော့ရုပ်ဝတ္ထုတွေရဲ့လောင်ကျွမ်းမှုကိုအားပေးရလို့တတိပေးခဲ့တယ်လို့ Chaos ရဲ့အကြောင်းတွေကိုလည်း Killing Block တွေကသူတို့တည်တည်လာလူသားတွေကိုသင်ပေးခဲ့ပါတယ်ဒါကြောင့် Internet ကလူသားတွေကဒီ Imperial နဲ့က Primer တွေရောင်မသိခင်မှာ Emperor ရဲ့အဓိကလိုအပ်ချက်ကြီးဖြစ်တဲ့ Chaos ရဲ့အကြောင်းကိုနှစ်ဆက်ကြီးသိနေကြပြီဖြစ်ပါတယ်ဒါကြောင့် Internet တွေက Chaos ကိုပုံမြင်တစ်ခုလိုမြူဆတော့ပဲနဲ့တကယ်လက်တွေ့ကျတဲ့ချင်းချောက်မှုတစ်ခုလိုမျိုးကိုသိရှိနေပြီဖြစ်ပါတယ်ဒါမှမဟုတ် Imperial က Chaos ရဲ့အကြောင်းကိုဖုံးကွယ်ထားပြီးတော့နှစိုးဆိုတာမရှိဘူးဆိုပြီးတော့ဝါဒအမားတွေကိုဖြန့်လို့ကောင်းနေစေဖြစ်ပါတယ် Horror က Internet တွေနဲ့တွေ့ဆုံတဲ့အချိန်မှာ Chaos ရဲ့အကြောင်းကိုတစုံတစမှမသိရကြောင်း Internet တွေပြောနေတဲ့ Chaos က Galaxy ရဲ့မှာရှိတဲ့တခြားသောအန်ရရှိရဲ့မျိုးတွေတခုကိုပြောနေလို့မှတ်ယူခဲ့ပြီးတော့တတိချာချာထပ်မံမေးမြန်းခြင်းမရှိခဲ့ပါဘူးဒီလိုမေးမြန်းခြင်းမရှိခဲ့ရကြောင်း Chaos ရဲ့အရာကိုဘာမှမသိတော့ဘဲနဲ့နောက်ပိုင်းမှာ Horror ကို Chaos ရဲ့လက်အောက်ကိုကြားရောက်စေမှာဖြစ်ပါတယ် Horror က Internet ဒီကျွန်းထားတဲ့ရေမြန်တွေနဲ့တိဆောက်ထားတဲ့အဆောက်အဦတွေကလည်းတန်ရှင်တိုက်ရလှပနေပြီးတော့ဘီလီကွာလက်ရမြောက်တာကြောင့် Horror ကိုယ်တိုင်က Interest ရဲ့အဆောက်အဦတွေက Terra မှာရှိတဲ့ခန္ဓာလှပါရဲဆိုတဲ့အဆောက်အဦတချို့ကြောင့်တာလွန်ကြောင်းကိုဝန်ခံခဲ့ပါတယ်ဒါ့အပြင် Internet ရဲ့လူနေမှုစနစ်က Imperial ထက်အများကြီးတာလွန်ပြီးတော့လူတိုင်းဟာအစာရည်စာအပြင်ဘဝကိုလည်းတတဖြစ်တန်းနေကြတာကို Horror ကသိရှိခဲ့ရပါတယ်ဒီနေရာမှာ Horror အတွက်အားသိစရာကောင်းတာတစ်ခုကတော့ Internet တွေကဂျိုသားမျိုးနွယ်စုတွေဖြစ်တဲ့ Killing Block တွေနဲ့အတူတူအလုပ်လုပ်နေကြတာကိုမြင်တွေ့လိုက်ရတာပါပဲအစာပိုင်းမှာတော့ Horror က Killing Block တွေကိုမြင်တဲ့အခါမှာဒါက Imperial အတွက်အန်ရဖြစ်စီမဲ့အရာဖြစ်တာကြောင့် Internet တွေကိုတုတ်တင်မှုစိတ်ကူခဲ့ပါတယ်ဒါပေမဲ့ Horror က War Master တရားဖြစ်တာကြောင့်အပြင်ဒီလိုမျိုးလူသားတွေနဲ့ဂျိုသားတွေရဲ့ပူးတွဲနေထိုင်တာကိုတစ်ခါမှမမြင်ဘူးတာကြောင့်စစ်ဖြစ်မဲ့အရေးကိုဘေးဖယ်ထားခဲ့ပြီးဒီလိုယဉ်ကျေးမှုတွေကဘာကြောင့်ဖြစ်ပေါ်နေရတာလဲဆိုတော့ကိုနားလည်အောင်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ Horror ရဲ့ဘေးမှာအမြင်ရှိနေတဲ့ Abaddon တို့ကတော့ဒီဒါကိုလုံးဝလက်မခံနိုင်မင်းနဲ့ Horror ကိုဒါဟာ Imperial ကချမှတ်တဲ့တမဏိစီးမင်းတွေကိုချိုးဖောက်မှုပဲဒီဂျိုသားတွေရဲ့ပြင်သူတို့နဲ့လက်တွဲ
လွယ်နေတဲ့ indirect တွေကိုပါတိုက်ရမယ်လို့တိုက်တွန်းနေရှိပါတယ်ဒါပေမဲ့ Horror ကစီးရေးရအရေးယူခြင်းမရှိဘဲနဲ့ငြိမ်းချမ်းရေးအရာဆွေးနွေးဖို့ကိုသာဆရာထက်သန်ခဲ့တာကြောင့် Abdul နဲ့တိုက်တွန်းမှုတွေကိုပယ်ချခဲ့ပါတယ် Horror က indirect ရဲ့စိုက်ပျိုးရေးနည်းပညာအပြင်တခြားသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်တဲ့နည်းပညာတွေနဲ့လူနေမှုအဆင့်တန်းတွေ APUN ထဲမှာမရှိသေးတဲ့နည်းပညာတွေရဲ့တက်မိုးကိုမြင်တာကြောင့်တနိုင်တဲ့လောက် indirect တွေကို APUN တွေကိုဆွဲထည့်ခြင်းခဲ့ပါတယ် APUN ဟာ indirect ထက်လူရင်းအားနဲ့စစ်တပ်အင်အားမှာပုံမတားလုံးပေမဲ့လူနေမှုအဆင့်တန်းနဲ့တခြားသောကိစ္စရက်တွေမှာ indirect ထက်နှိမ့်ကြတာကို Horror ကိုယ်တိုင်ကလည်းသိပါတယ်အထူးသဖြင့် hard wall လိုနေရာမျိုးတွေမှာလူတိုင်းကိုအစာရေစာဝလျင်အောင်မကျွေးမွေးနိုင်တာတွေ agree wall လိုမျိုးပါဝင်ခြင်းကိုအညီဉဏ်ခံပြီးတော့စားနပ်ရိက္ခာတွေကိုဓာတုဆေးဝါးတွေသုံးပြီးတော့အတင်ထုတ်လုပ်နေရတာတွေစားတဲ့ပြဿနာတွေက APUN ထဲမှာဒုနဲ့ဒီအများကြီးရှိရာကြောင့် Horror က indirect တွေနဲ့ငြင်းချင်းယူပြီးသူတို့စီကနီးပညာကိုယူကဒီ APUN ထဲမှာအရေးကြီးလိုအပ်နေတဲ့ပြဿနာတွေကိုဖြေရှင်းခြင်းခဲ့ပါတယ်ဒါကြောင့် Horror က APUN ရဲ့တင်းကျပ်လာပါဆိုတဲ့စီမင်းစည်းကမ်းတွေကိုချိုးဖောက်ခဲ့ပြီးတော့ indirect တွေနဲ့ငြင်းချင်းသဘောတူစာချုပ်ချုပ်ဖို့ indirect တွေရဲ့ပင်မဂျိုကြီးဖြစ်တဲ့ Andronicus ဂျိုစီကိုတွားရောက်ခဲ့ပါတယ် indirect တွေက Horror နဲ့သူ့ရဲ့အဖွဲ့တွေကိုကြိုဆိုခဲ့ပြီးတော့ဂျိုပေါ်မှာရှိတဲ့ငြင်းချင်းဆွေးနွေးတဲ့ခန်းမကြီးရဲ့မှာဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ် Horror ကငြင်းချင်းကိုလိုချင်တာကြောင့် indirect တွေနဲ့အကျိတ်နဲ့ဆွေးနွေးခဲ့ပြီးငြင်းချင်းစာချုပ်ချုပ်ဖို့ကိုလည်းနီးစပ်သွားခဲ့ပါတယ်ဒါကြောင့်အောင်ပွဲခံတဲ့အနေနဲ့ indirect တွေကခန်းမကြီးရဲ့မှာပဲ Horror တို့အတွက်ညစာစားပွဲကိုကျင်းပခဲ့ပါတယ်ဒီလိုမျိုးအားလုံးပျော်ရွှင်နေပြီးတော့အရာအားလုံးကလည်းအဆင်ပြေနေတဲ့အချိန်မှာခန်းမကြီးနဲ့ကက်လျက်ဘေးမှာရှိတဲ့ Hall Divide လို့ခေါ်တဲ့ပြတိုက်ကြီးဟာရုတ်တရက်မီးလောင်ပြီးတော့ပြတိုက်ကိုစောင့်ကြည့်နေတဲ့အဆောက်တွေကလည်းအားလုံးတည်ဆုံးနေကိုတွေ့ရှိလိုက်ပါတယ်ဒါအပြင်ပြတိုက်ထဲကပစ္စည်းတချို့ကလည်းပျောက်ဆုံးနေတာကိုတွေ့ရှိလိုက်ရပါတယ်ဒီလိုမျိုးပျောက်ဆုံးမှုတွေတွေကမှ Anathemine လို့ခေါ်တဲ့ဓာတ်လည်းအပါဝင်ဖြစ်ပြီးတော့ Anathemine ကတမန်ဓာတ်မျိုးမဟုတ်ဘဲနဲ့ Chaos Gory ကိုယ်တိုင်ကအထူးစီမံထားတဲ့ဓာတ်မျိုးဖြစ်ပါတယ်မြန်မာမှာဆိုရင်တော့ဒီမြင်တောင်ပြောရရင်တော့ကိုသိငိုင်းဓာတ်လိုမျိုးပေါ့ဒါကြောင့်ဒီ Anathemine က indirect တွေအတွက်အလွန်အန္တရာယ်ကြီးတဲ့ဓာတ်မျိုးလည်းဖြစ်လို့ Chaos Gory ရဲ့အစီအမံဖြစ်တာကြောင့်ဒီထားပြီးစောင့်ကြည့်နေရတဲ့ဓာတ်မျိုးလည်းဖြစ်ပါတယ် Anathemine ဓာတ်ပျောက်သွားတာနဲ့ indirect တွေက Horror တို့အုပ်စုကို Chaos ရဲ့အရေးအယောင်တွေလို့မြင်သွားပြီးတော့ဓာတ်ကိုလည်း Horror တို့အုပ်စုကပဲဒီငင်းငင်းကိုအယောင်ပြပြီးတော့တစ်ဖက်သက်လှည့်ပတ်ပြီးခိုးယူသွားရလို့ယုံကြည်ရကြောင်းခမ်းမထဲမှာစားတော့ပွဲကျင်းပနေတဲ့ Horror တို့ကိုဘာပြန်ပြောညမပြောလဲစတင်ပြီးတော့တိုက်ခိုက်ပါတယ်ပရမတ်ဖြစ်ပေမဲ့ရန်သူတွေနဲ့နေမီရဲ့အလဲကောင်မှာရောက်နေတာကြောင့် Horror နဲ့သူ့ရဲ့တပ်ဖွဲ့တွေကရန်သူခံတပ်တွေကိုမနေဖောက်ထွက်ပြီးတော့ teleportation နည်းပညာနဲ့ဂျိုးရဲ့အာကာသလမ်းကြောင်းပေါ်မှာရှိတဲ့ Horror ရဲ့ပြမရည်မြန်ကြီးဖြစ်တဲ့ Vice Blue Spirit ပေါ်ကိုမနေပြန်လာခဲ့ရပါတယ်။ War Master ဘေးကင်းသွားတာနဲ့တပြိုင်နက် Imperial Navy က Interest ရဲ့ဂျိုးကို Stone ဘတ်တယူပို့ဆောင်ရေးမြန်တွေနဲ့တိုက်ခိုက်ရေးရေးမြန်တွေကိုဆေလွတ်ပြီးတော့စတင်တိုက်ခိုက်လာပါတယ်။အစာပိုင်းမှာတော့ Interest ရဲ့ရေးမြန်ကြီးကအလင်းငိုက်မိသွားတဲ့ Imperial ရဲ့အာကာသရေမြန်တွေကိုချီမုံနိုင်ခဲ့ပြီးတော့တိုက်စစ်တော်တော်များများကိုလည်းပြန်လည်ပြီးတော့တွန်းလှန်နိုင်ခဲ့ပါတယ်။ Indirect ရဲ့ရေမြန်တွေက Imperial Navy လိုမျိုးကိုရီတွေကကြီးမားထူထပ်ပြီးတော့နှေးကွေးခြင်းမရှိပါဘူး။လင်းမြန်ပြီးတော့နီးပညာမြင့်မားတဲ့ Indirect ရဲ့ရေမြန်တွေကြောင့် Imperial ဘက်ကတိုက်လျင်တွေကရန်သူတွေကိုချီမုံမှုအတွက်အခက်အခဲဖြစ်လာပါတယ်။ဒါပြင် Indirect ရဲ့တမန်စစ်သားတယောက်ရဲ့လက်နက်နဲ့ဝတ်စုံတွေကဒီ Space Marine နဲ့ဒဲလူရှင်နိုင်တော့ရှိရကြောင်းမြေပြင်တိုက်ပွဲမှာလည်း Imperial ရဲ့တပ်စစ်တွေကထိုးဖောက်ရတာခက်ခဲလာပါတယ်။ Indirect ကဒီစာရွက်ပေါ်မှာတော့ဒီ Imperial ထက်ပိုပြီးတော့တာလုံးပေမဲ့ Indirect မှာမရှိတဲ့တခုသောအားနည်းချက်ကစင့်အားပဲဖြစ်ပါတယ်။ Indirect ကသူ့ရဲ့ Emperor ငယ်လေးရဲ့မှာလူဘီလီယံနဲ့ချီပြီးရှိပေမဲ့လူသားတိုင်းက Imperial လိုမျိုးဒီလိုအပ်လိုအပ်လို့မျိုးလူကြီးအကုန်လုံးကိုစစ်ပွဲကိုထိုးသွင်းနိုင်တဲ့အခြေအနေမဟုတ်ပါဘူး။ Indirect ကယနေ့ခေတ်ကျွန်တော်တို့လူနေမှုအဖွဲ့အစည်းလိုဖြစ်တာကြောင့်စစ်တပ်အင်အားဟာအကန့်အသတ်နဲ့ရှိပါတယ်။တစ်ဖက်မှာရှိတဲ့ Imperial ကတော့ Emperor ထက်ပိုပြီးတော့ဒီနိမိညာအရာနည်းနည်းနှိမ်ပါပေမဲ့ Galaxy တဝက်လောက်နီးပါးကိုထိန်းချုပ်ထားနိုင်တဲ့ Super Power အင်အားကြီး Emperor လည်းဖြစ်တယ်လို့မို့ဒီ Imperial ကိုတီထောင်ကြတဲ့က Indirect လိုမျိုးဒီလူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ငြင်းချင်းဘက်ကိုဦးတည်ထားတာမဟုတ်ဘဲနဲ့စစ်ပွဲအတွက်တည်တံ့ဦးတည်ထားတာကြောင့်ဒီစစ်ပွဲအတွက်ဆိုလို့ရှိရင်ဒီစစ်သားအရေးအတွက်တွေကရေတွက်လို့မရတဲ့အထိအောင်များပြားစွာနဲ့ဒီကျေပြည့်တဲ့ Imperial တခွင်မှာစုဆောင်းနိုင်တဲ့အာသာချက်ကြီးရှိနေတာပါ။ဒါကြောင့် War Master ဦးဆောင်တဲ့ Imperial Navy က Indirect ကိုနောက်ပိုင်းမှာအရေးအတွက်ဆိုတဲ့အာသာချက်ကြီးကိုအသုံးချပြီးတော့စစ်ပွဲကိုတစ်ဖက်သက်နင်းပြီးတော့အထက်စီးကနေစတင်ပြီးတော့ပြန်လည်တိုက်ခိုက်လာပါတယ်။ War Master ဖြစ်တဲ့ Horror ကိုယ်တိုင်ကလည်း Imperial Army တစ်ခုလုံးကိုဦးစီးရကြောင်းသူ့ရဲ့လက်အောက်မှာချီလီယံနဲ့ချီရဲ့ချီလီယံတပ်သားတွေတန်းနဲ့ချီရဲ့စစ်အာကာသရေမြန်ကြီးတွေအပြင် Imperial တပ်မကြီးအများပြားကိုလည်း
ထိန်းချုပ်ပိုင်ခွင့်ရှိပါတယ်စစ်ပွဲမှာ Imperial ဘက်ကအကြဆုံးများပေမဲ့ဆုံးရှုံးသွားတဲ့အရေးအတွက်ကိုခဏလေးအတွင်းမှာအင်အားပြန်လည်ဖြည့်တင်းနိုင်ပေမဲ့ Indirect ဘက်ကတရင်တစ်ခုလုံးဆုံးရှုံးသွားရင်ပြန်လည်ပြီးတော့အားရင်ဖြည့်ဖို့ဆိုတာအလွန်ခက်ခဲပါတယ်ဒါကြောင့်စစ်ပွဲကရေရှည်လာတဲ့မြ Indirect တွေကတဖြည်းဖြည်းနဲ့လုံးပါလာပြီးတော့စစ်ပွဲကိုပြန်လည်ပြီးတော့ရှုံးနေလာပါတယ် Horror ကတော့သူရန်စူးစမ်းပြီးတော့ရယူရင်ခဲ့တဲ့ငြိမ်းချမ်းရေးကို Indirect ဘက်ကစတင်ပြီးတော့ချိုးဖောက်တာကြောင့်အလွန်မင်းဒေါသထွက်နေပြီးတော့တစ်ချိန်ကလိုချင်ခဲ့တဲ့နီးပညာနဲ့အားချရပါတယ်ဆိုတဲ့အစာအုပ်နဲ့မျိုးကြီးတွေကိုဂျိုးပိုင်လမ်းကြောင်းကနေအာကာသရင်မြင်နေတဲ့ဝိုင်းရံပြီးတော့ဂျိုးမှာရှိတဲ့အရာမှန်သမျှကိုစစ်စစ်ညံ့ညံ့ကြည့်အောင်ဘုံနေနဲ့လှိမ့်ပြီးတော့ကျဲပြစ်ပါတယ်ဒါဆိုမှတော့ Indirect ရဲ့ Emperor ကြီးက Imperial Man လက်အောက်ကိုလုံးဝကြောက်ရောက်သွားပြီးတော့လူသားတွေနဲ့ရှင်တွဲနေထိုင်ခဲ့တဲ့ Kini ဘက်တွေကိုလည်း Imperial ရဲ့စီးမီးရတယောက်မြင်ချင်အကုန်လုံးကိုမျိုးတုံးတပ်ဖြတ်ပစ်လိုက်ပါတယ်အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူသားတွေကိုတော့ကျွန်းဖြင့်ထားရှိခဲ့ပြီးတော့ High Wall နဲ့ Agree Wall လိုမျိုးနေရာမျိုးတွေကိုပို့ပစ်ခဲ့ပါတယ်စစ်ပွဲကြီးပြီးသွားတဲ့အခါမှာတော့ Horror ရဲ့ဒေါ်လာတွေကပြပြောက်သွားခဲ့ပြီးစိတ်မကောင်းခြင်းတွေကနေရာဝင်ယူလာပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကွဲပြားနေတဲ့လူသား Emperor တွေကိုငြင်းချမ်းစွာပေါင်းစည်းနိုင်မဲ့အခွင့်အရေးကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားရတာကြောင့်ပါဒါပေမဲ့ Horror နားမလဲရတခုကတော့ Indirect တွေကဘာကြောင့်ငြင်းချင်းယူကန်နီးမှသူ့ကိုရုပ်ရက်ဝင်ပြီးတော့တိုက်ခိုက်ရလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီချက်ကြောင့်မဲ့တခါလီမှာ Horror ကငါ War Master တရားအနေနဲ့ဥဆောင်ရတာမှန်ရောမှန်လားဆိုပြီးတော့တန်တရားတွေပြန်ဝင်လေရှိပါတယ်Horror တရားအတွေးတွေများပြီးတော့စိတ်တွေလေးလက်နေတဲ့အချိန်မှာတော့တစ်ဖက်မှာ Full ဦးဆောင်တဲ့28ခုမြောက် Expeditionary Fleet ကအာကာသထဲကနေလာတဲ့ထူးခြားတဲ့အချက်ပြ line တွေကိုနောက်ရောက်ခံလိုက်ရင်းနဲ့ဒီ Leran လို့ခေါ်တဲ့ဂျိုစနစ်တဲကိုရောက်ရှိသွားပါတယ်။ Leran ဆိုတဲ့ဂျိုဟာလူသားတွေနေထိုင်လို့ရတဲ့ဂျိုမျိုးစားဖြစ်တာကြောင့် Full နဲ့သူ့ရဲ့ဒီ Legion ကဂျိုဘောကိုစဉ်းသက်ဖို့ပြင်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျိုရဲ့အနားကိုရောက်တဲ့အခါမှာတော့အလွန်အဆင့်မြင့်တဲ့ဂျိုသားယဉ်ကျေးမှုတစ်ခုကဂျိုကိုအပိုင်စီးထားတာကိုတွေ့ရှိခဲ့ရပါတယ်။ Leran ဆိုတဲ့ဂျိုပေါ်မှာဒီလေယာလို့ခေါ်တဲ့ဂျိုသားတွေနေထိုင်ပြီးတော့သူတို့ကဘဝတစ်ခုလုံးကို perfection ဆိုတဲ့ပြီးပြည့်စုံမှုနောက်ကိုပဲလိုက်နေကြတဲ့သူတွေဖြစ်ပါတယ်။ဒါဟာ Full နဲ့သဘောထားချင်းနဲ့တက်တူကြတဲ့အရာမျိုးဖြစ်ပါတယ်။လေယာတွေကသူတို့ရဲ့ခန္ဓာကိုယ်တွေကိုစိတ်ကြိုက်ပြောင်းလဲနိုင်စွမ်းလည်းရှိပါတယ်။ဂျင်းနေတဲ့တော်ဟာတွေကမှသစဉ်စင်ငယ်ပြောင်းလဲလာတာမလို့သူတို့ရဲ့မျိုးတွေကိုဒီရေအောက်ထဲမှာဒါမှမဟုတ်ကျွန်းတွေပေါ်မှာလည်းတိဆောက်ကြပါတယ်။လေယာတွေကသူတို့ရဲ့နီးပညာတွေကလူသားတွေလို cyber punk gothic punk လို့မဟုတ်ဘဲနဲ့ bio punk ဖြစ်တာကြောင့်လက်နက်တွေကလည်းဒီဇီဝပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ဒါကြောင့်တခြားသောမျိုးနွယ်စုတွေနဲ့ရှိရင်တော့တမူထူးခြားတဲ့အမျိုးနွယ်စုမျိုးလည်းဖြစ်ပါတယ်။သူတို့ရဲ့လက်နက်ကထွက်တဲ့အတန်လိုင်းတွေကဆိုလို့ရှိရင်လည်း Space Marine တယောက်ရဲ့တန်ချက်ကကိုအရေးပြောကြစေနိုင်လောက်တဲ့အထိကိုပြင်းထန်ပါတယ်။ဒီ layer ရဲ့အတန်လိုင်းလက်နက်တွေကနောက်ပိုင်း Warhammer Lore မှာပါလာမဲ့ Noise Marine ရဲ့ဒီပထမဆုံးသောနီးပညာလည်းဖြစ်ပါတယ်။ layer တွေက Chaos Core တွေကမှာ Stainless လို့ခေါ်တဲ့ Chaos Core ကိုကူးဝဲကြတာဖြစ်ပြီးတော့ဒါကသူတို့ရဲ့ခန္ဓာကိုယ်ရဲ့ပြည့်ပြည့်စုံမှုအတွက်ကိုကူးဝဲကြတာဖြစ်ပါတယ်။ဒါကြောင့် layer ရဲ့တင်းတင်းကြပ်လှုပ်ဆောင်ချက်တိုင်းဟာဒီစိတ်ကျဉ်တတ်မှုကအထုပ်ထိပ်ရောက်ဖို့ကိုပဲအမြဲရှာဖွေနေတဲ့သူတွေလည်းဖြစ်ပါတယ်။ပြည့်ပြည့်စုံမှုမှာတစ်ဖက်အစွန်းရောက်နေရမလို့သူတို့ရဲ့အဆောက်အုံတွေ Stainless ကိုကူးဝဲဖို့ထားတဲ့ဖျားเจ้าတွေရာဆိုလို့ရှိရင်လည်းဒီ Yusha Ware အသားဆိုင်တွေပြီးရင်ဒီအတန်တွေနဲ့အော်ဟစ်နာကျင်မှုတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။ Full ဟာ layer တွေကိုတွေ့ရှိတဲ့အခါမှာ horror လိုမျိုးတမန်ရေးရဆက်ဆံခြင်းမပြုတော့ဘဲနဲ့ EPN ရဲ့မူဝါဒအရဂျိုသားမှန်သမျှကိုအန္တရာယ်ရှိရလို့ယူဆရကြောင်းတုံ့ပြန်ရမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Perfection လို့ရဲ့ပြည့်စုံမှုကလူသားတွေကလွယ်ရင်တခြားသောဂျိုသားမျိုးနွယ်စုတွေမှာမရှိနိုင်ဘူးလို့လည်း Full ကယုံကြည်ပါတယ်။ဒါကြောင့် Full ကသူ့ရဲ့မာနကိုရှိရန်တင်ပြီးတော့ The Cleansing of Leran ဆိုရဲဒီလေယာဂျိုသားတွေကိုအမြင့်ပြုတ်တုံနေတဲ့စစ်ပွဲကြီးကိုစတင်လိုက်ပါတယ်။ Full နဲ့သူ့ရဲ့လီဂျင်ကလေရန်ဂျိုကိုမစင်းသက်ခင်မှာစရေးအကြံပေးတွေကလေယာရီယာဇီဝဆိုင်ရာအစိမ့်မြင့်တဲ့တဝါတွေဖြစ်တာကြောင့်ထိတဲ့မင်းရင်ဆိုင်သိမဲ့နဲ့ဂျိုဝါကနေပဲဘုံတွေကိုအရင်ကျဲချသိကြောင်းအကြံပေးပါတယ်။ဒါအပြင်လေယာရီရဲ့လက်နက်တွေနဲ့ခန်းစစ်တွေကတောက်တင်းတာကြောင့်မိမိမှာရှင်ပြိုင်တိုက်ခိုက်မယ်ဆိုရင်နှစ်နဲ့ချီပြီးတော့စစ်ပွဲကကြာနေတယ်လို့လည်းတွက်ချက်ပြောဆိုကြပါတယ်။ဒါကို Full ကကြားတဲ့အခါမှာတော့ဒေါသထွက်သွားပြီး Perfection ဆိုတဲ့လူသားတွေရဲ့ဒီစီရေးအရာမှာပြီးပြည့်စုံမှုကိုပြသခြင်းတာကြောင့်လေယာရီနဲ့ထိတဲ့ရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်။ဒါအပြင် Full ကသူ့ရဲ့အကြံပေးတွေကိုလေရန်ဂျိုကိုနှစ်နဲ့ချီမတိုက်ရဘဲနဲ့တလားအတွင်းဂျိုတစ်ခုလုံးကိုသိမ်းပြမယ်လို့ကြွေးကြော်ပြီးတော့လီဂျင်တစ်ခုလုံးကိုဆင်လို့ခဲ့ပါတယ်။ဂျိုဘောကိုရောက်တာနဲ့ Emperor Tyrion တွေကသူတို့ရဲ့ထုံးစံအတိုင်းအစီအစဉ်တခြားအမှားရင်းမရှိဘဲနဲ့တိုက်ခိုက်ကြပါတယ်။စစ်ပွဲဟာကုန်းပေါ်မှာရင်မကဘဲနဲ့လေကြောင်းမှာရေရောက်ထဲပြီးအထိပါဒီ Imperial Chain နဲ့ Imperial Army ကလိုက်လံတိုက်ခိုက်ပြီးတော့
ရောလေယာတွေကိုလိုက်လံပြီးတော့ချေမှုန်းပစ်ပါတယ်စစ်ပွဲကဖူးကွန်အတော်တော်အသာစီးရနေပေမဲ့သူ့ရဲ့မာနနဲ့ပြီးပြည့်စုံမှုကိုတောင်းတတဲ့စိတ်တွေကြောင့် Emperor Chairman Legion ကလေယာတွေနဲ့တိုက်ခိုက်တဲ့နေရာမှာအကြဆုံးများပြားခဲ့ပါတယ်ဒါအပြင်စစ်ပွဲကိုနိုင်လာတာကြောင့်လေယာတွေအကုန်လုံးကိုမျိုးသုံးတက်ဖြတ်နိုင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့လေယာတွေရဲ့ဗဟိုချက်ကျောင်းဆောင်ကြီးဖြစ်တဲ့လေယာတမ်ပယ်လို့ခေါ်တဲ့နေရာကြီးပဲကျန်မှာတော့စစ်ပွဲအဆုံးသတ်ဖြစ်တာကြောင့်ဖူးကွန်ကသူကိုယ်တိုင်ဥဆောင်ပြီးတော့အောင်မြင်မှုကိုရယူဖို့အတွက်လေယာတမ်ပယ်တွေကိုဝင်သွားခဲ့ပါတယ်လေယာတမ်ပယ်ထဲမှာစပိန်မရင်းနေနဲ့ဂျိုသားပဲတိုက်ခိုက်ကြရင်းနဲ့တတော်တကောင်ကငွေရောင်ဓာတ်အရှိကြီးကိုအသက်ပေးပြီးတော့ကာကွယ်နေရကိုဖူးကွန်တယောက်ကတွေ့ရှိသွားပါတယ်ဒါကြောင့်ဖူးကွန်ကခုခံနေတဲ့တတော်ကိုသူ့ရဲ့လက်ဆွဲတော်ဓာတ်ပြတဲ့ fire blade နဲ့ခုတ်တက်လိုက်ပြီးတော့ငွေရောင်လက်နေတဲ့ဓာတ်ကြီးကိုရှောက်သွားခဲ့ပါတယ်ဒါကအပြင်ပိုင်းရာအလွန်လှပပေမဲ့တကယ်တမ်းမှာကဒီစလင်နဲ့ရဲ့နတ်ဆိုးတကောင်ပူးကန့်နေတဲ့မိစ္ဆာဓာတ်ကြီးပဲဖြစ်ပါတယ်ဖူးကွန်ကအနားကိုရောက်လာတဲ့အခါမှာတော့ဓာတ်ထဲမှာရှိတဲ့နတ်ဆိုးကဖူးကွန်ရဲ့စိတ်ထဲကိုဝင်ပြီးတော့ဒီဓာတ်ကမင်းတို့မျိုးပြီးပြည့်စုံနေတဲ့ primer နဲ့မှာထိုက်တယ်လားမင်းရဲ့လက်ရှိဓာတ်ကမင်းရဲ့စွမ်းရည်ကိုအပြည့်အဝမဖော်ဆောင်ပေးနိုင်ဘူးဒါကမင်းနဲ့ထိုက်တယ်နဲ့လက်နက်ဓာတ်ကိုကောက်ကိုက်လိုက်စမ်းမှာဆိုပြီးတော့စကားပြောပြီးတော့စတင်ပြီးတော့မြှူဆွဲလာပါတယ်ဖူးကွန်ကအနုပညာနဲ့အလားပါကိုမျက်လုံးနဲ့သူပြစ်တာကြောင့်ဒီဓာတ်ရဲ့လှပမှုကိုမြင်တဲ့အခါမှာသူ့ရဲ့မာနကငါအရာအလုံးကိုထိန်းချုပ်နိုင်တယ်ငါကပြီးပြည့်စုံနေတဲ့ primer တယောက်ပဲဆိုပြီးတော့ဓာတ်ကိုကောက်ကိုက်လိုက်ပါတယ်ဓာတ်ကိုကိုက်လိုက်တာနဲ့တပြိုင်နက်ဖူးကွန်ရဲ့အမြင်အာရုံနဲ့စိတ်ခံစားမှုတွေကထာဝရပြောင်းလဲသွားခဲ့ပါတယ်သူကအရင်ကလိုမျိုးတစ်ခါမှမရခဲ့ဘူးတဲ့ဒီမခံစားခဲ့ဘူးတဲ့ပီတိတွေကျဉ်းနှဲမှုတွေကိုခံစားလိုက်ရပါတယ်ဒါအပြင်အမြင်အာရုံတွေကလည်းပို့ပြီးတော့ကောင်းမွန်လာပြီးအရာဝတ္ထုတွေကလည်းပို့ပြီးတောက်ပလာတယ်လို့မျိုးပဲဒီအတန်တွေကလည်းပုံပြီးတော့တာယာလာပါတယ်ဒါထဲမှာရှိတဲ့ Slinesh ရဲ့ Greater Demon လက်ဆိုးကလည်းဓာတ်ကနေတစ်ဆင့်ဖူးကွန်ရဲ့စိတ်တွေကိုဓာတ်ရိုက်ဝင်ရောက်ပူးကတ်သွားခဲ့ပါပြီဒါပေမဲ့ Greater Demon ကသူ့ရဲ့ရည်ရွယ်ချက်အစစ်မှန်ကိုမပြဘဲနဲ့ဖူးကွန်ရဲ့ inner void လို့မျိုးသဘောမျိုးဟန်ဆောင်ပြီးတော့စကားပြောလှည့်စားခဲ့ပါတယ်ပူးကတ်ရဲ့နတ်ဆိုးကြောင့်ဖူးကွန်ကလေယာစစ်ပွဲအပြီးကစလို့ Imperial ရဲ့တင်းကျပ်တဲ့စီကန်းတွေကိုညီးငွေ့စရာလို့မြင်လာပြီးတော့အရာကိုအစွန်းရအောင်ခံစားရတာကမှတကယ်သဘာဝအရာသာအစစ်လို့လည်းယုံကြည်လာပါတယ်ဒါအပြင်သူ့ရဲ့စီးစနစ်ကြပြီးတော့ Imperial တစ်ခုလုံးကိုဂုံဆောင်ရဲ့ဒီ Emperor Chairman Legion ကိုလည်းဒီစီကန်းတွေထက်အပျော်ပါတဲ့ခံစားမှုတွေနောက်လိုက်ဖို့ကိုပဲတွန်းအားတွေကိုပေးလာခဲ့ပါတယ်အရှိမဖော်ပြခဲ့တဲ့ Horror Interact Duo ကဒီ Anatomy ဆိုတဲ့ဓာတ်ပျောက်သွားတဲ့ကိစ္စတွေလေယာဂျိုဘောကဖူးကွန်ကလေယာ blade ကိုတွေးရှိမှုတွေကမတော်အဆဖြစ်လာတာမဟုတ်ခဲ့ဘဲနဲ့အရာအလုံးကိုဒီ Chaos God တွေကစနစ်တကျကြိုတင်စီစဉ်ပြီးတော့အကွက်ချစီမံခဲ့တဲ့အရာတွေဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ဒီ Anatomy ဓာတ်ကိုဘယ်သူကခိုးယူခဲ့တယ်ဘာရွေးချက်ကြောင့်ခိုးယူခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ဒီ Chaos တွေက Imperial တွေကိုဘယ်လိုမျိုးထွေးပြီးနဲ့အကွက်ကြောင်းတွေအဖြစ်စတင်ပြီးတော့ဝင်ရောက်လာတော့မှာလဲဆိုတာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီရွေးသူတယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာလည်းအားလုံးကိုတွေ့ရမယ်လို့ပြန်လည်မျှော်လင့်ပါ